အားလုံးပဲမင်္ဂလာပါရည်စင်းနဲ့ပတ်သက်ပြီးတော့ TikTok မှာမင်းကိုအမေးများကြရပေါ့နော် watercolor နဲ့ပတ်သက်ပြီးဘယ်ပစ္စည်းသုံးရမလဲဆိုပြီးတော့မှလာမေးကြတဲ့သူတွေရှိတဲ့အတွက်ဒီနေ့ပဲပေါ့နော်မထားရဲ့ပစ္စည်းလေးတွေရောက်လာတာနဲ့တခါလေးဗီဒီယိုရိုက်ပြီးတော့မှပြပြပေးခြင်းလို့ပါဒီဗီဒီယိုကအခုမှရည်စင်းစဆွဲမယ်ဒီကနာလေးအတွက်ပဲရည်ရွယ်ပြီးတော့ပြပြပေးမှဖြစ်တဲ့အတွက်ဆရာကြီးတွေကမကြည့်လေရပါတယ်စတာပါနော်ဆရာကြီးတွေလည်းကြည့်လို့ရပါတယ်ခုကမှထားရဲ့ပစ္စည်းလေးတွေစုံစုံတစ်ချက်ဆင်းနေတာပေါ့နော်ခဏနေကြရင်တစ်ခုချင်းစီပြပေးတော့ပါမယ်အခုပထမဆုံးပြပြီးမှရည်စည်းစာအုပ်ပါရည်စည်းစာအုပ်ကိုမမေကဒီတစ်စိတ်တုံးနေပေါ့နော်အရင်ကတခြားတစ်စိတ်တွေလည်းတုံးပွေပေါ့နော်ရေစိုးအားတိတ်မကောင်းဘူးလို့ခံစားရမှာလို့အခုကဒီတစ်စိတ်လေးတုံးတာပေါ့နော်ဒီစာအုပ်ရဲ့ဖုန်းမှာဆိုရင် site လေးရေးထားပေးရဲ့ GSM မှာလည်း300 GSM ပေါ့နော်စာရွက်အရွက်ရည်ရလည်း16ရွက်ပါပါမယ်ဒီစာအုပ်ရဲ့ဈေးလေးကကျတော့1000ကျော်ဝန်းကျင်နဲ့ရမယ်ပေါ့နော်ဒီဈေးနဲ့အရေးတွေးရလည်းမစိုးလို့ပြောလို့ရတယ်ပကြီးဆရာကြီးတွေကင်နဲ့တရွက်ကိုဈေးအများကြီးပေးရရဲ့စာရွက်တွေနဲ့တော့ရှင်းလို့မရဘူးပေါ့နော်နောက်တစ်ခုကဒီဈေးစာရွက်ခံပြီးတော့ဆွဲဖို့အတွက်ပုတ်ပြားလေးတစ်ခုလိုပါမယ်ပုတ်ပြား site လေးကိုလည်းမင်းကစာအုပ် site နဲ့အတူတူလောက်ပဲဝယ်ထားတာပေါ့နော်ပြီးရင်ဆေးဆက်ဖို့အတွက်ခွက်လေးလည်းလုပ်မယ်ပေါ့နော်ဈေးနှုန်းလေးက8000ဝန်းကျင်လောက်ရှိရပေါ့နော်အခုပြောနေတာက2025ဈေးနှုန်းမှာအခုမှစဆွေးမယ်လို့ဆိုရင်ဒါမရှိလည်းရရပေါ့နော်အိမ်မှာရှိရဲ့ပကံလုံးတွေပကံပြားတွေတုံးပြီးလည်းဆွဲလို့ရပါတယ်အရင်ကတုံးနေကြအပြားလေးကိုမှအထဲမှာပေါ့နော်အကွက်လေးအများကြီးပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ဈေးနှုန်းက2000ဝန်းကျင်လောက်ပဲရှိရမလို့အဲ့ဒါလေးတုံးရင်ပိုကောင်းတယ်ပေါ့နော်နောက်ထပ်ကကျတော့စုပ်တန်မှာရေဆေးဆွဲရဲ့စုပ်တန်ကိုအဓိကစုပ်တန်လည်းအရေးကြီးရပေါ့နော်ရေတွေညံ့နေဘယ်လိုမှအဆင်ပြေပါဘူးရေတွေရန်ကောင်းတဲ့ပကြီးဆရာကြီးကိုင်းနဲ့စုပ်တန်ကြောင့်လည်းဈေးရများဖြစ်တဲ့အတွက်ကိုရီးယားမွေးနိုင်ဘူးလေဒါလေးကဆက်လိုက်ကုန်မှာ12000ပဲရှိရပေါ့နော်ပေးရရဲ့ဈေးနဲ့အရေတွင်းနဲ့ကမစိုးလို့ပြောလို့ရတယ်သူ့ရဲ့ Taker brush တွေကလည်းကျန်းပြီးတော့မှဖွာထွက်နေရမျိုးမရှိဘူးပေါ့နော်ပြီးရင်အယောင်လေးကလည်းတဘာဝတစ်တာအယောင်လေးနဲ့တူရပေါ့နော်အဲ့ဒါကြောင့်စိုက်လို့ဝယ်ထားပါဒီဆက်လေးမှာက watercolor အတွက်ကော acrylic painting အတွက်ကောနှမျိုးလုံးပေါ့နော်သုံးလို့ရတယ်အခုကင်ထားတဲ့အပြားလေးဆိုရင်ဒါ acrylic painting မှာသုံးနေပေါ့နော်ပြီးရင် brush အသေးလေးလည်းဝယ်ထားသေးတယ်ဒီ brush အသေးလေးလည်းလိုရပေါ့နော်ထိတ်ကားချုံလေးနဲ့မို့လို့ကြိုက်လို့ဆိုပြီးမှဝယ်ထားတာဒါလေးကကျတော့တစ်ချောင်းကို3500လောက်တော့ရှိမယ်ဒါပေမဲ့မစိုးပါဘူးသုံးလို့ကောင်းတယ်ပေါ့နော်ပြီးရင်ရေချိန်နဲ့ဆက်ကူတိတ်လည်းလိုပါမယ်ဒါတွေကတော့စိုက်ဂရိယာရောင်းတဲ့ဆိုင်တွေမှာလည်းအလွယ်တကူဝယ်လို့ရတယ်နောက်ဆုံးတစ်ခုအနေနဲ့ရေဆေးပေါ့နော်ရေဆေးကိုမမေကဝယ်စောတစ်စိတ်လေးဝယ်ထားပါတယ်သူ့ရဲ့ဈေးနှုန်းလေးကကျတော့18အောင်ပါတာကိုသူက3000နဲ့မှာ9000ပေါ့နော်3000 9000ဆိုတော့4000ဝန်းကျင်ပေါ့အရင်ကတခြားတစ်စိတ်တွေသုံးဖို့ရပေါ့နော်ဈေးနှုန်းကအခုတစ်ခုနဲ့ဆိုရင်ဘယ်မှမကွာဘူးပေါ့နော်ပြီးတော့အရေးတွေးရကြတော့စေးသားကသူကအဖက်ဖက်လေးပါတာမျိုးရှိရဲ့လို့ဆိုရင်ရေဆေးဆွဲတဲ့အခါမှာလုံးဝအဆင်ပြေဘူးပေါ့နော်ခုပြထားတဲ့တစ်စိတ်ကအယောင်ကလည်း18အောင်ပါတယ်ပေါ့နော်ဈေးနှုန်းကလည်း4000ဝန်းကျင်ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်စေးသားကလည်းအရင်သုံးနေကြလို့မျိုးအဖက်လေးလည်းမဖြစ်ဘူးပေါ့နော်ကိုကခုမှစပြီးတော့ဆွဲကြည့်မယ်ဆိုရင်ဒီတစ်စိတ်တွေအဆင်ပြေရပေါ့နော်အခုဝယ်ထားတဲ့ပစ္စည်းလေးတွေနဲ့နောက်ရကြပကြီးလေးဆွဲပြပါမယ်တခြားသိချင်တာတွေရှိရင်လည်း comment မှာမိထားပေးနော်မမေအားရက reply ပြန်ပေးပါမယ်